ဟုတ်ကဲ့ခင်ဗျားတို့တခုတတိထားမိလာတော့မသိဘူးကျွန်တော်အများအားစိတ်ကောင်းထားတယ်ဘယ်သူမှလည်းဒုက္ခမပေးခြင်းဘူးဆိုပြီးတော့ပြောထွက်တဲ့လူတွေကတကယ်တမ်းအစိတ်မရှိတဲ့ငွေနဲ့အတူတူပဲသူတို့ကမကြိုက်တတ်တာမဟုတ်ဗျာကြိုက်တတ်တယ်ဒါပေမဲ့တစ်ဖက်လူကိုချနေမှု6ရောက်တွေမရှိလို့အစွဲတွေမရှိလို့ငြိမ်ခံနေကြတာကိုလူကောင်းပါဆိုပြီးတော့ခေါင်းစဉ်တက်ထားတော့တွေးကြည့်လိုက်တော်တော်လေးတော့ရှိရတယ်တကယ်တမ်းလူကောင်းဆိုတာကဖြက်စီးပြစ်နိုင်တဲ့ပါဝါရှိပါလျက်နဲ့တစ်ဖက်လူကိုဘဝပြောင်းအောင်လုပ်နိုင်တဲ့ခလုတ်ကိုကင်ထားပါလျက်နဲ့အဲခလုတ်ကိုမနှိပ်တဲ့လူကိုမှခေါ်တာတကယ်ခမားတို့မှာအဲ့ဒီခလုတ်မရှိသေးတဲ့ကိုလူကောင်းပါဆိုပြီးတော့မပြောနဲ့โอเคဒီနေ့ကျွန်တော်တို့ပြောမှာကအာနာရှင်အကြောင်းဆိုပေမဲ့ဒီခွန်းကကျွန်တော်အရင်3လလောက်တည်းကပြင်ဆင်ထားပြီးသားစက်တမန်ဖြစ်သေးလို့လည်းခဏရထားလိုက်တာပါဆိုတော့ကျွန်တော်ဒီနေ့ပြောမှာကနိုင်ငံရေးမဟုတ်ပါဘူးကျွန်တော်တို့ပေါင်ဝင်းကျင်မှာပဲနေ့တိုင်းတွေ့နေရတဲ့အာနာရှင်တစ်တစ်လေးတွေကစလို့ပိုးမြင့်ရအာနာတိဘာလို့လူမဆန်အောင်ရင်မှုစေလဲဆိုတဲ့အကြောင်းနဲ့အာနာရှင်စက်သိန်းခန်းထိပါပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲအာနာရှင်ဆိုတာကပလင်ပေါ်မှာပဲရှိနေတာမဟုတ်ဘူးလုံးပိုင်ခွင့်ရှိတဲ့ထိုင်ကုန်တိုင်းမှာအာနာရှိတယ်နောက်ပြီးတော့အဲ့ဒီအာနာကလူတွေကိုပျက်စီးစေတာမဟုတ်ဘူးဒီအာနာကပဲခင်ဗျားတို့ရဲ့တရုပ်မှောင်ထုတ်ပေါ်ခွင့်ပေးလိုက်လို့အတွင်းသဏ္ဍာန်တွေကစိတ်ရိုင်းတွေကပေါ်ထွက်လာတယ်ဒီတော့စားလိုက်အောင်အခုခင်ဗျားတို့တက်ခဲ့တဲ့ခင်ဗျားတို့သားသမီးတွေတက်နေတဲ့ကျောင်းဆရာမတွေကိုပဲကြည့်ကြည့်လို့ရတယ်သူတို့စီမှာပေ20ပတ်လဲပေ40ပတ်လဲတိုင်းပြည်ငယ်လေးတွေရှိတယ်အဲ့ဒါရောက်လို့ရှိရင်အရာရာသူတို့ချမှတ်ထားတဲ့ဥပဒေတိုင်းပဲနေရတယ်ခင်ဗျားတို့တောင်မကျိုးလို့ကြည်မရလို့ရှိရင်လူကြားထဲမှာလည်းအဆက်ခွဲလို့ရတယ်စူလို့ရတယ်အဲ့ဒါကိုစုံးမတာကလေးတွေပေါ်စေတနာထားတာပါဆိုတဲ့ခေါင်းစဉ်ကိုသုံးပြီးတော့ခင်ဗျားတို့ရဲ့ငယ်ဘွားတွေကိုနှိပ်စက်တာခံခဲ့ရဦးမှာပေါ့ဒါဆိုသူတို့ရထားတာပါလေပညာတတ်တွေကိုမွေးထုတ်ပေးဖို့လားသူတို့ခိုင်းတာကိုတုံတုံရင်နဲ့လုံနေတဲ့ကလေးတွေကိုကြည့်ပြီးတော့ဒါကငါ့ရဲ့လုံပိုင်ခွင့်ပဲဆိုပြီးတော့မတိစိတ်မှခံစားဖို့လားကဲထားပါအောင်ဥပမာခင်ဗျားရုံးဝန်ထမ်းတယောက်ဆိုလို့ရှိရင်အထက်မှာဂျာကြီးရှိမယ်အုပ်ကြီးရှိမယ်တကယ်တော့သူတို့ကကုမ္ပဏီပိုင်ရှင်လည်းမဟုတ်သလိုမျိုးတယ်မှုလည်းမဟုတ်ခင်ဗျားတို့အထက်ကလူစီမှာခေါင်းငုံခံနေရတဲ့ဘားတစ်ကောင်ပဲဒါပေမဲ့ခင်ဗျားလားသာရလို့သွားထုတ်တဲ့အခါမှာယာရုတိုးလို့ဆုံးပြတဲ့အချိန်မှာ तू ကခင်ဗျားရဲ့အသက်ကိုကယ်ပေးထားတဲ့ကျေးဇူးရှင်ကြီးထားဖမ်းနေလိုက်သူ့လက်အောက်ကလူတွေကိုအာနာလေးနည်းနည်းပြလိုက်ရတာနဲ့တခုခုဆိုလို့ရှိရင်လူရှိမှဆဲဆူပြီးပြောလိုက်တဲ့ချိန်သူ့ကိုယ်သူနပိုလီယန်လို့ထင်သွားကြပြန်ကဲလုံခြုံရေးဝန်ထမ်းတယောက်ကခင်ဗျားကိုဝင်ခွင့်မပေးဘူးလို့တားလိုက်တဲ့ချိန်မှာအဲ့ဘဲမျက်နှာအမှုရာကိုကြည့်ဘူးလားငါမင်းထက်တာတယ်ငါပေးဝင်မှမင်းကထဲကိုရောက်မဲ့ကောင်းဆိုတဲ့အရာတော်ရှာကြံပြီးတော့ခံစားပြန်တယ်ဆိုတော့လူတွေကအာနာကိုဘာလို့ငတ်မှုကြတယ်လဲဆိုလို့ရှိရင်တခြားလူတွေရဲ့ဘဝကိုထိန်းချုပ်လိုက်တဲ့ချိန်မှာရတဲ့အရာကစိတ်ပျော်ရွှင်စေတဲ့ဒိုဖိုမင်းဟော်မုန်းအမြင့်ဆုံးပေးလိုက်သလိုအဲကောင်တွေကဆေးဆဲသလိုဖြတ်ဖို့အရန်ကိုခတ်တဲ့အတွက်ကြောင့်ပါကောင်းပြီပရိပဒါပြောနေမှလည်းဆက်လို့ရှိရင်လက်တွေ့ကျတဲ့ experiment တစ်ခုကိုကြည့်လိုက်အောင်ဒီကောင်1982ခုနှစ်ဝန်းကျင်လောက်က American စိတ်ပညာရှင် Felix Zimbardo က Stanford Prison Experiment တစ်ခုကိုစပြီးတော့လုပ်ခဲ့တယ်။အဲ့ဒီစမ်းသပ်မှုက Zimbardo ကတာမန်ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာတဲ့ college ကျောင်းသား24ယောက်ကိုရွေးပြီးတော့အကျွေစစ်ခေါင်းမလှန်လို့ရတဲ့အဖြေပုံမူတည်ပြီးတော့အကျဉ်းသားနဲ့ထောင်ဆောင်ဆိုပြီးတော့အဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်။တကယ်တော့သူတို့ကြားမှာပုံကိုရေးမကျေနပ်တာတွေလည်းဘာတစ်ခုမှမရှိခဲ့ဘူး။အဲ့တော့မဲပေါက်လို့အုပ်စုကွဲသွားရုံတက်ပဲ။ဒီမှာဘာစဖြစ်လဲဆိုလို့ရှိရင်ကျွန်တော် YouTube မှာပထမအဆုံးစတင်ခဲ့တဲ့ဗီဒီယို dehumanization ဆိုတဲ့လူကိုလူလို့မသတ်မှတ်ဘဲနဲ့တရိษံတစ်ကောင်ပစ္စည်းတစ်ခုလိုသတ်မှတ်တဲ့ပုံစံစပြီးတော့အသက်ဝင်လာတယ်။သောတာချင်းမှာအချင်းကြားတဲ့ကောင်တွေကိုရဲကားနဲ့ဖမ်းပြီးတော့ခေါ်သွားမယ်။ပြီးလို့ရှိရင်အဝတ်စားတွေကိုပိုးသက်ဆေးတွေနဲ့ပြန်မျက်နှာတွေကိုခေါင်းစုပ်တွေစွပ်ပြီးတော့ဖမ်းခေါ်သွားမယ်ပေါ့။နောက်ပြီးတော့နာမည်လုံးဝမခေါ်တော့ဘူး။သူတို့တယောက်စီကိုနာမည်တွေပေးလိုက်တယ်။အကယ်လူတယောက်ရဲ့နာမည်ကိုဖျက်ဆီးပစ်လိုက်တာတားမြစ်လိုက်တယ်ဆိုတာကသူ့ရဲ့ဖြစ်တည်နေတဲ့ဘဝကိုတတ်လိုက်တယ်လို့ပဲ။အဆောင်ကအဲ့မှာထောင်သားနာမည်8216ဆိုပြီးတော့ခေါ်လိုက်တဲ့အချိန်မှာခမရလူမဟုတ်တော့သူတို့ရဲ့ပစ္စည်းတစ်ခုလိုဖြစ်သွားပြီ။ဖြစ်စမှာဆိုလို့ရှိရင်နောက်တဲ့ထောင်ဆောင်တွေကိုလည်းနေကမျက်မှန်တွေနဲ့မျက်လုံးချင်းမစုံမိအောင်တက်ခံလိုက်တဲ့အတွက်ကိုချင်းစာလေးကပို့ပြီးတော့နဲလာတယ်။အစာပိုင်းမှာဒီစမ်းသက်ချက်ကိုပေါ့နော်နှစ်ပတ်လောက်လုပ်ဖို့စီစဉ်ထားပေမဲ့ကံမကောင်းစွာနဲ့6ရက်နဲ့တင်ရပ်ပစ်လိုက်ရတယ်။အကြောင်းကတော့ထောင်ဆောင်နေရတဲ့ကောင်တွေကလူမဆန်လောက်အကျဉ်းသားနေရလူတွေကိုတရိษံလိုသဘောထားပြီးတော့အဲ့ဒီ6ရက်ထဲမှာနှိပ်စက်ခဲ့ကြလို့ပါ။ဒီကောင်တွေကအပြင်မှာဘာရာဇဝတ်မှုမှလည်းမရှိလို့တာမန်ရင်ကျေးတဲ့ចောင်းသားတွေဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လည်းအဲ့လောက်ထိအဖြစ်ဆိုးသွားမယ်ဆိုပြီးတော့မတင်ခဲ့ကြောင်းဝန်ခံထားရှိပါတယ်။ဒါပေမဲ့ចောင်းသားတယောက်မှတော့ယူနီဖောင်းတစ်စုံလုံးပိုင်ခွင့်တစ်ခုရလိုက်တာနဲ့သူတို့ရဲ့အတွင်းစိတ်တွေကရက်စက်မှုတွေတန်းပြီးတော့ပေါက်ထွက်လာရဆိုတော့အဲ့ဒီအခွင့်အာဏာကိုသာရလိုက်လို့ရှိရင်ရုပ်မှာမဲ့ protection feeling လူရုပ်မှာဖြစ်နိုင်တဲ့ DNA ကကျွန်တော်တို့ရဲ့လူသားတိုင်းမှာရှိနေတယ်ဆိုတော့ကိုဟစ်တလာလိုပိုပေါ်လိုမျိုးဒီရက်ဆက်သွားနိုင်မလားဆိုတာတွေးကြည့်လိုက်တော့ဆိုတော့အာဏာရှိတဲ့လူတွေမှာ power paradox အာဏာမရခင်မှာတော့လူတွေရဲ့အကူအညီ fan တွေရဲ့အကူအညီအားပေးမှုကိုယူပြီးတော့အပေါ်တက်လာတယ်။ဒါပေမဲ့အပေါ်ရောက်ပြီးအာဏာလဲရလာအောင် brain impact တစ်ခုလိုမျိုးဖြစ်လာတယ်။ကျွန်တော်တို့အုံနောက်ကကိုယ်လုံးရင်းနဲ့တခြားလူရဲ့လုံးရနှစ်ခုစလုံးတုံ့ပြန်မှုအတူပေးနိုင်တဲ့ mirror neuron တွေကအလုံးမလုံးနိုင်တော့တဲ့အတွက်တခြားလူတွေရဲ့နာကျင်မှုကိုမမြင်နိုင်တော့လို့ကဲခမရငိုနေလို့ရှိရင်တော့မှစက်ကူလေးတွေ့ရလို့ပဲသူတို့တော့ခမရလူမဟုတ်တော့ဘူးသူတို့ပန်းနိုင်ကိုသွားမဲ့လမ်းရဲ့လေကလေးလေးတစ်ထစ်စားလောက်ပဲဖြစ်သွားပြီ။အဲ့တော့အရှင်းဆုံးပြောရလို့ရှိရင် empathy ကင်းမဲ့သွားတယ်ပေါ့။ဒီတော့အာဏာကျွမ်းပြီးတော့အဖြစ်များတဲ့ခမရတို့ဘေးနာပျက်စီးမှုတွေကြောင့်လည်းပြောချင်တယ်။ Okay စိတ်တက်ပျက်စီးရဲ့နေရာမှာမပါဖြစ်ပါတဲ့ဘာရှိပါစင်တော့သူကလူတယောက်ကိုထိတ်ဆုံးရောက်သွားတဲ့အခါမှာကိုတန်ဖိုးရှိတဲ့လူဖြစ်ပြီဆိုပြီးတော့တတ်မှတ်လိုက်တဲ့စိတ်မျိုးပေါ့အဲ့မှာ तू ကစတွေးတာငါအဖွဲ့အစည်းအတွက်တိုင်းပြည်အတွက်အလုပ်ကျွေးပြုနေတာ
ဒီလောက်လေအမှားတစ်ခုလုံးမိတာဘာဖြစ်လဲဆိုတဲ့ပုံစံပေါ့ခင်ဗျားတို့လီယိုနာရဲ့ Rule of Wall Street စီးပွားရေးကားကိုကြည့်ဘူးမှာပေါ့သူကပိုင်ရှင်ဖြစ်တယ်လို့ကုမ္ပဏီအတွက်ငွေအမြောက်များရှာပေးထားနိုင်တဲ့အတွက်စီကန်းတွေကိုချိုးပေါက်ဖို့လဲသူကကြီးမဆိုင်အကြောင်းကကိုယ့်ရဲ့နယ်ပယ်ထဲမှာငါဥပဒေတက်ပို့ပြီးတော့မြင့်လာရဆိုပြီးတော့ထင်လာတယ်အဲ့တော့တခြားလူနဲ့အိမ်တော်ရေးဖောက်ပြန်တာပဲဖြစ်ဖြစ်ငွေလဲသုံးစားလုပ်တာပဲဖြစ်ဖြစ်ဒါတွေကိုသူတို့က special privilege အခွင့်ထူးခံဆိုပြီးတော့ယူဆလာကြတယ်ဆိုတော့ဒီတော်လုံးလုံးအမှားလုပ်ခွင့်ရှိရလို့ထင်မိနေတာကအာနာရှင်ရဲ့ပထမဆုံးစိတ်မင်းဆိုင်ပျက်စီးခြင်းပဲကိုတွေ့ဖြစ်တဲ့တစ်ခုပြောပြမယ်အရင်9နှစ်လောက်ကကျွန်တော်ရဲ့ career field ထဲမှာကိုစားပြုစုတစုရခဲ့ဘူးလေအဲ့ဒီတော့ဘာမှမဟုတ်သေးဘူးကျောင်းမှာအရန်တော်ပြီးတော့လေးစားရတဲ့ဆရာမကြီးတယောက်ရှိတယ်သူကစီကန်းလဲကောင်းလို့စုလဲစုတယ်ဖြစ်ချင်တော့တနေ့ကျတော့ကျွန်တော်သူ့ရှိမှထမင်းသားကြီးပကံတစ်ချုပ်ကိုနမော်နမဲနိုင်ပြီးတော့လွတ်ကြပါတယ်ဒီချေကြီးကပြောပြီးထင်တာသူကမစုဘဲနဲ့အေးသားတေချာလေးကင်တော့လက်ချမယ်ဆိုပြီးတော့ပဲပြောခဲ့တယ်အကယ်၍များကျွန်တော်နေရာမှာတခြားကျောင်းသားတယောက်တာဆိုလို့ရှိရင်အဲ့ကောင်တနေကုန်ပြောခံမယ်ဆိုတော့ကျွန်တော်သိတယ်ဒီပြည့်ကိုလည်းအခုတိအမှတ်ရလို့ကျွန်တော်အခွင့်ထူးခံလုပ်တဲ့ပုံစံကိုသဘောမကျလို့ပါဒါဆီယမအပြစ်တင်တာမဟုတ်ပါဘူးသူ့အပြုမူကနေကိုရှက်ဖို့ကောင်းတယ်ဆိုပြီးတော့ခံယူပြီးလို့ပါလမ်းညုံလုံးပန့်ခွင့်အကြောင်းလေးလည်းထည့်ပြောအောင်မယ်ကျွန်တော်၈တန်းလောက်ကဖန်အန်းအကြောင်းတစ်ကြောင်းပါပေါ့အဲ့မှာကျောင်းဆီယမကြီးကအစ်စ်ပြောင်းလာတယ်ရုပ်ကလည်းကြော်တင်တော့အကုန်လုံးကဆီယမကြီးဆိုလို့ရှိရင်အသေးကြောက်တယ်ဒီနေ့ကျတော့ကိုရီကျောင်းမှာပြန်ပွဲလုပ်မယ်ဆိုပြီးတော့အတန်ထွက်လာဘာပြန်ပွဲလဲဆိုတော့တခါမှမကြောက်ဘူးတဲ့ထင်းစီးပြန်ပွဲတဲ့ကျောင်းမှာရှိတဲ့မူလာတန်းတွေအလဲတန်းတွေအဲ့မှာအထက်တန်းတွေလိုက်ကျောင်းထဲကရှိတဲ့ထင်းတွေအကုန်လုံးလိုက်ကောက်ပြီးတော့အလားဆုံးထင်းစီးတွေကိုပါတူတာဆိုပြီးစုပေးမဲ့စနစ်4000ပါသေးတယ်တဲ့အဲ့တော့ကျွန်တော်တို့ကလည်းထင်းရလို့ရှိရင်ပြီးရောဆိုပြီးတော့တေးပေါတဲ့ rubber channel တွေထိသွားရှာကြတယ်တိတ်မကြောက်ကျွန်တော်တို့ကြောင်းလုံးကတန့်ရှင်းလို့အမိုက်တွေလုံးဝမရှိတော့ဘူးနောက်တစ်နေ့လည်းရောက်ဘယ်ခန်းဆူရလဲဆိုတော့အားလုံးကစိတ်ဝင်စားတယ်ခက်တာဆီယာမတွေလည်းဘာမှမပြောဘူးကျွန်တော်ဘောလုံးကန်တဲ့ချိန်ရောက်မှကျောင်းကြီးအိမ်နားမှာအဲ့မှာထင်းပုံကြီးအကြီးပဲအဲ့ခါကျမှလုတ်ပိုင်ခွင့်ဆိုတာစနစ်တကျအသုံးချတတ်ပါလားပေါ့စပြီးတော့နားလည်လာတယ်နောက်တော့အဲ့လိုမျိုးလုတ်ပိုင်ခွင့်အာဏာယူတဲ့လူတိုင်းမှာအကြောက်ဆုံးက free replacement အဲ့လူတွေကခမားတို့တော်အောင်လို့ပညာသိပေးချင်လို့ပါဆိုပြီးတော့မဟုတ်ပဲနဲ့အရေးချင်းစစ်မှန်မှုနဲ့ရိုးသားမှုမရှိတာကိုကိုသိနေတော့ခမားတို့တော်လာလို့ရှိရင်သူတို့နေရာပြောင်းမအောင်တေလောင်းအောင်ကြောက်တဲ့စိတ်ပေါ့မင်းကငယ်သေးပါလေကွာမနေ့တနေ့မှမွေးလာတာအတွေ့အကြုံတွေအများကြီးလိုသေးတယ်တခုပြောပြမယ်အသက်ကြီးတိုင်းစဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းတယ်ဘ ഹു တုဒကျွဲတယ်ဆိုတာဟိုးကြောက်ခေတ်က survival instinct issue စာစမှုတော်လိုင်းရေးပြီးတော့အခု21ရာစုရဲ့ AI revolution ထိအောင်ရောက်လာပြီဒီမှာလူငယ်လူရွယ်တွေကိုအတွေ့အကြုံငယ်ပါသေးတာတွေဆိုပြီးတော့အကြောင်းပြလို့မရတော့ခက်တာလေသူတို့ကိုယ်တိုင်ကကိုယ့်အသက်ကအိုလာတာထက်ကိုယ့်တက်တော်တဲ့လူရှိနေလို့ကိုလက်မခံနိုင်တရေဘောကြောင်တဲ့စိတ်ဓာတ်တွေဖြစ်နေတာအဲ့ဒါကြောင့်ပဲအခု first world country တွေမှာမအိုသေးဆိုပြီးဖို့မွေးကင်းစားကလေးတွေက prenatal ကောင်တွေကပါအကုန်လုံးစမ်းသပ်နေကြတယ်အကယ်၍များပေါ်နေသွားမယ်ဆိုလို့ရှိရင်မြန်မာပြည်ကလည်းဒပလင်းလောက်တော့မှားလာတဲ့လို့အကြံပြုတယ်နေမပြီးသေးပါဘူးဒီထိကြည့်နေတဲ့ခမားတို့တစုအတွက်အဖြေကအခုမှစလို့မစမှာပါနောက်တဲ့ယောဂတစ်ခုသူကအာနာတီမြဲနေတဲ့အချိန်ရှည်ကြလာလေကိုတာမန်လူတွေနဲ့မတူဘဲနဲ့ပို့ပြီးတော့မြင့်မြတ်တဲ့ရှင်ဘီရင်တွေလို့ထင်လာကြတယ်ဒီချိန်မှာ confidence level so high ပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကအမြဲတမ်းမှန်နေတယ်ဆိုပြီးတော့ယူဆတဲ့အတွက်ဘသူရဲ့အကြံပေးချက်ကမှနားမထောင်ချင်တော့လို့အောက်ကလူတွေကလည်းပိုကောင်းတဲ့အကြံရှိနေအောင်ဒီကောင်တွေကိုအမုန်းမခံတော့ပဲလိုက်ပြီးတော့တူကြတာပေါ့ခင်ဗျားတို့လည်းကြုံဘူးမှာပါအဲ့ဒီဝန်ထမ်းဘဝကယာဒူးကြီးကြီးလူတွေအငိမ့်သားယူတဲ့အခါမှာတခဲကုန်တဲ့အယုတ်တွေလို့ဒီကောင်တွေအတွက်လုံးဝငရဲကန်းစတော့တာပဲသူတို့မှာဘာကောင်လဲဆိုတော့ကိုယ်ပိုင် identity ကလည်းမရှိတော့အဲ့ဒီအာနာဆိုတဲ့အရာမရှိလို့ရှိရင်လမ်းဘေးကအယူကတော့သူတို့ဆဲသွားမယ်ဆိုတော့သိနေကြတာအဲ့တော့ဘာဖြစ်လဲရက်ွက်ထဲမှာဆိုလို့ရှိရင်အယူဆောင်တဲ့တစ်ဖက်ပိတ်လေကြီးလေကျဲနဲ့လူဝါသာဆိုတဲ့ဂုံဘိုးကအသက်ဝင်လာတော့ကိုယ့်အိမ်မှာပဲကိုမိသားစုကိုအာနာပြန်ပြကြတယ်သားသမီးတွေဘဝလွှမ်းမိုးလာတယ်နောက်ပြီးတော့အသေးအဖွဲလေးတွေကစည်းစားကြောင်ပြီးတော့အမှားသိလို့ရှင်တော့မှအမှန်ကိုလက်မခံနိုင်တဲ့စိတ်နဲ့နေတော့အသက်ရှိနေတဲ့ရုပ်လောင်းကြီးလိုပဲတခြားလူတွေကိုနစ်နာအောင်မလုပ်ရလို့ရှင်ရောသူတို့ကိုအသက်ရှင်နေရတာတန်ဖိုးမရှိတော့လို့ပဲကျွန်တော်ငယ်ငယ်ကနှစ်တိုင်းဒလားဘက်မှာမဟာတတမဇော်ရီကပုံကိုတစ်ပါးစီမှာတရားစခန်းဝင်တယ်အဲ့မှာတရားပြရဲ့ဆရာကြီးကဘာပြောလဲဆိုတော့ကျောင်းအုပ်ကြီးတွေပညာရေးမှုတွေခရိုင်မှုတွေဆိုတဲ့အဝတ်စားတွေကိုချွတ်ခဲ့ပါခမရတို့တေလို့ရှင်ဘယ်အရာမှမပါသူတို့အဲ့လာတွေကငါဆွဲဆိုတဲ့စိတ်ပါနေတဲ့တရားနဲ့ပို့ပြီးတော့ဝေးနေအောင်ပါပဲတဲ့အော်ဒီလူတွေကပို့ပြီးတော့တရားရဖို့ခက်တယ်ပေါ့နော်တရားပြဖို့ခက်တယ်ဆိုရင်ခမရတို့ဘေးနာကအာနာရှိနေတဲ့လောက်ပိုင်ခွင့်ရှိနေတဲ့လူတွေကိုကြည့်ပြီးတော့အားမကြပါနဲ့အဲ့လူတွေကသူတို့ရဲ့အတ္တအချင်းထောင်ထဲမှာပဲကိုတိုက်ပိတ်ထားတဲ့စိတ်ယောဂပဲတွေပါခင်ဗျားတို့တိုက်ပိတ်ထားတဲ့အဖွားကြီးကတော့တရားရခြင်းရနေမယ်တကယ်တော့အပြင်ကလူတွေကမှတိုက်ပိတ်ခံနေရတာနေမေးပါဦးမယ်ခင်ဗျားရောလူကောင်းလို့သတ်မှတ်လားကျွန်တော်ထင်ရသလောက်တော့မဟုတ်နိုင်ခင်ဗျားအခွင့်အရေးမရသေးတဲ့အာနာရှင်တယောက်ဆိုလို့ရှိရင်ပို့ပြီးတော့မှန်နိုင်မယ်အကိခင်ဗျားလက်ထဲကိုသာအာနာလေးတစ်စက်ရောက်လာတဲ့နေ့မှာကိုယ့်ရဲ့အတိတ်ကမုန်းနေတဲ့လူတွေလက်တော့မပြန်နိုင်ဘူးဆိုပြီးတော့အာမခံနိုင်တာကျွန်တော်ကြပြအပိုင်းစားတစ်ခုထည့်ပေးမယ်လူမွဲတိုင်းကအသိပညာတဲ့ရိုးကုံကိုအစင်တစားလောက်ရတာနှစ်ချိုက်တယ်ပေါ့နော်အဲ့တော့တချို့မွဲနေတဲ့ငပြင်းတွေကစင်းရဲသားရဲ့ဆိုတာတထေးတွေရိုးသားတယ်တဲ့ရိုးသားမှာပေါ့ဒီကောင်တွေရဲ့ deck side ကိုဖော်ပြနေတဲ့အာနာကိုပတ်စံကိုရှိမှမရှိတာထားပါအကိခင်ဗျားတို့မှာအဆွဲရှိလို့ရှင်ရောမကြိုက်ဘဲနဲ့နေနိုင်လားဒါမှမဟုတ်ခင်ဗျားလဲသူတို့လိုပဲအကျဉ်းသားတယောက်ဖြစ်နေမလားတေချာတဲ့အရာတစ်ခုပြောပြမယ်ခင်ဗျားလူလို့သူလို့အိုသာတာကောင်းကြလားအာနာမယူနဲ့တေတဲ့ထိဆက်ယူကြလား
ပတ်စံရှိအောင်လုပ်ကြားသမျှချစ်ဒါဆိုလို့ရှိရင်တော့ခမားကိုငွေကြောက်လူတွေကဆက်ပြီးတော့လေးစားလိုက်မယ်တခုတော့ရှိတယ်ခမားတည်လို့ရှိရင်အာတုပမှာလူတွေငိုနေတာကလွမ်းလို့မဟုတ်ဘူးခမားစီကထက်ရစရာမရှိတော့လို့နှမျောလို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် My Matric